WLB ရဲ့ Women Leadership in Bottom Up Federalism Talk Show ကနေကြိုဆိုလိုက်ပါတယ်။ဒီအစီအစဉ်မှာလက်ရှိပြည်ထောင်စုတည်ဆောက်ရေးအခင်းကျင်းမှာအမျိုးသမီးများရဲ့ပါဝင်မှုခေါင်းဆောင်မှုအခြေအနေအပါအဝင်အမျိုးသမီးခေါင်းဆောင်မှုပုံမတိုးတက်မြင့်မားလာဖို့အတွက် Bottom Up Federalism ကဘယ်လိုဖြည့်ဆွတ်ပံ့ပိုးပေးနိုင်တယ်လဲဘယ်လိုအစီအမံတွေလှုပ်ဆောင်ချက်တွေလိုအပ်တယ်လဲဆိုတာကိုဆွေးနွေးသွားမှာဖြစ်ပါတယ်။ဒီအစီအစဉ်ကိုဥဆောင်ဆွေးနွေးပေးမှာကကျမဂျူလီယာကျမကကချင်အမျိုးသမီးအစည်းအရုံးရဲ့အဖွဲ့ဝင်တူဖြစ်ပြီးတော့ WLB ရဲ့9ကြိမ်မြောက်နဲ့10ကြိမ်မြောက်ညီလာခံတက်တန်းမှာအတွင်းရေးမှူးအဖွဲ့မှတာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်ဒီအစီအစဉ်မှာပါဝင်ဆွေးနွေးသွားပေးမယ်စပီကာ2ယောက်ကိုမိတ်ဆက်ပေးရှင်ပါတယ်ပထမစပီကာအနေနဲ့မော်ဒေးမြဖြစ်ပါတယ်မော်ဒေးမြဟာဆိုလို့ရှိရင်ကရဏီအမျိုးသမီးအစည်းအရုံး KNWO ရဲ့အဖွဲ့ဝင်တူဖြစ်ပြီးတော့WLB ရဲ့9ကြိမ်မြောက်ညီလာခံတက်တန်းမှာတွဲဖက်အထူးထွေတွင်းရေးမှုနှစ်အနေနဲ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ယခုလက်ရှိမှာတော့ကရဏီပြည်အတိုင်ပင်ခံကောင်စီ KSCC မှာအတွင်းရေးမှုအနေနဲ့တာဝန်ထမ်းဆောင်နေပါတယ်။နောက်ထပ်စပီကာတူကတော့နောင်ကျေစင်ဖြစ်ပါတယ်။နောင်ကျေစင်ဟာပအို့အမျိုးသမီးသမဂ္ဂ PWU ရဲ့အထူးထွေအတွင်းရေးမှုဖြစ်ပါတယ်။ WLB ရဲ့ညီလာခံတက်တန်း2ခုမှာလည်း Back Up Policy Board Member အနေနဲ့တာဝန်ထမ်းဆောင်ခဲ့ပြီးလက်ရှိ WLB ရဲ့ Political Initiative Advocacy Team အဖွဲ့ဝင်လည်းဖြစ်ပါတယ်။နောက်ပြီးပအို့အမျိုးသား Federal Council PNFC မှာလည်းကောင်စီအဖွဲ့ဝင်တူဖြစ်ပါတယ်။ပထမဆုံးအနေနဲ့အမျိုးသမီးများအဖွဲ့ချုပ်မြန်မာနိုင်ငံ WLB ကအမျိုးသမီးတွေနိုင်ငံရေးဥဆောင်မှုနဲ့ဆုံးဖြတ်ချက်ချတဲ့ကဏ္ဍတိုင်းအဆင့်တိုင်းမှာအနည်းဆုံး30%ပါဝင်ဖို့ကျိုးပန်းလာခဲ့တာ FCDCC Federal ဖွဲ့စည်းအုပ်ချုပ်ပုံမူကြမ်းရေးဆွဲရေးနဲ့ညှိနှိုင်းရေးကော်မတီကလေးကအခုဆိုရင်နှစ်ပေါင်း20လောက်ရှိပြီပေါ့နော်ဆိုတော့ကဒီနေ့ဒီအချိန်မှာအမျိုးသမီးတွေရဲ့နိုင်ငံရေးဥဆောင်မှုအခမ်းကဏ္ဍနဲ့ပတ်သက်ပြီးမှတိုးတက်မှုအခြေအနေဘယ်လိုရှိပြီလဲဒေးမြဖြေပေးပါရှင်ကျေးဇူးတင်ပါတယ်ကျမအနေနဲ့ကတော့ပေါ့နော်ဒီအမျိုးသမီးတွေဒီနိုင်ငံရေးမှာပေါ့နော်ပါဝင်လာဖို့အတွက်တိုးတက်မှုအခြေအနေလို့ပြောရမယ်ဆိုရင်ကျမတို့ gender တန်းတူရေးအတွက်အနည်းဆုံးအမျိုးသမီး30%ပေါ့နော်ကိုအခြေခံမူဖြစ်ကိုအဖွဲ့အစည်းတွေကနေပြီးစပြီးတော့ထည့်သွင်းစဉ်းစားလာတဲ့အနေအထားကိုပဲမိမောင်းထိုးပြရမယ်လို့ကျွန်မထင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီအနည်းဆုံး30%အမျိုးသမီးတွေပါဝင်လာရမယ်အထူးသဖြင့်ဆုံးဖြတ်ချက်ချတဲ့နေရာဥဆောင်တဲ့နေရာတွေမှာပါဝင်လာရမယ်ဆိုတဲ့တိုက်တွန်းနှိုးဆော်မှုကိုကျွန်တော်တို့ဒီတောက်လျှောက်ပေါ့နော်10စုနှစ်ပေါင်းများစွာလုပ်ခဲ့ကြတာဖြစ်တယ်ပေါ့နော်။အခုချိန်မှာတော့ကျွန်တော်တို့တိုးတက်မှုတစုံတရာအနေနဲ့တော်လှန်ရေးဖွဲ့စည်းတွေမှာအထူးသဖြင့်ဒီ NUCC တို့နဲ့ကျမတို့ပြည်နယ် Federal Council တွေဖြစ်တဲ့ KSCC မှာကောပြီးတော့မှပြည်တခြားပေါ့နော်လူမျိုးစု Federal Council တွေမှာကောအနည်းဆုံးအမျိုးသမီး30%ကဒီပါဝင်ဖို့ဆိုတဲ့အခြေခံမှုကိုစတင်ပြီးတော့ပေါ့နော်လက်ခံကြတယ်လိုက်နာကျင့်သုံးလာကြတယ်ပေါ့နော်ဆိုတော့အဲ့ဒါကကျမအနေနဲ့ဒါတော့အရေးကြီးတဲ့တိုးတက်မှုတစ်ခုအနေနဲ့မြင်တယ်ဒုတိယတစ်ချက်ကတော့ကျမတို့ဒီလက်ရှိနိုင်ငံရေးခင်းကျင်းမှာလည်းအမျိုးသမီးတွေကိုပို့ပြီးတော့ပေါ့နော်မြင်ရတယ်အထူးသဖြင့်ကျမတို့ဒီဆုံးဖြတ်ချက်ချတဲ့နေရာတွေဥဆောင်တဲ့ကဏ္ဍတွေပေါ့နော်အဲ့ဒီမှာပို့ပြီးတော့ထင်သာမြင်သာရှိလာတယ်ပြီးတဲ့အခါမှာဒီအမျိုးသမီးတွေရဲ့အတန်တွေအမျိုးသမီးတွေရဲ့အတွေ့အကြုံတွေကိုကျမတို့ဒီကြည်ကြဲပြန့်ပို့ပြီးတော့တွေးလာမြင်လာရတဲ့အနေအထားတွေလည်းကျမတို့ရှိတယ်ပေါ့နော်ဒါကိုကျမအနေနဲ့ကတော့တိုးတက်မှုတွေဖြစ်ပေါ့နော်မိမောင်းထိုးပြချင်ပါတယ်ပေါ့နော်ကျမအနေနဲ့ထပ်မံပြီးတော့ဖြစ်ဆက်လိုတာတွေတစ်ချက်နှစ်ချက်လောက်တော့ရှိတယ်ပေါ့လေနော်ဒီတော်လန်ရေးစတင်ဖြစ်ပေါ်လာကြတဲ့ကပေါ့လေနော်ကျမတို့ရဲ့ Federal ခြေခံမှုမှာဆိုရင်လည်းဂျန်ဒါတန်တူညီမျှရေးနဲ့ပတ်သက်ပြီးတော့ဖြစ်စေမြို့သမီးပါဝင်မှုနဲ့ဆုံး30%ကိစ္စကိုလည်းဒါခြေခံအဖြစ်မှုအဖြစ်လက်ခံထားပြီးသားလည်းဖြစ်တယ်ပေါ့လေနော်အဲ့တော့ဒီ NUCC မှာပါဝင်နေတဲ့အစုဖွဲ့တိုင်းကိုနိုင်လေဒီဂျန်ဒါတန်တူညီမျှရေးကိစ္စဖြစ်စေဒါတို့မတို့ဒီအမျိုးသမီးပါဝင်မှုနဲ့ဆုံး30%ကိစ္စဖြစ်စေဒါလည်းစုဖွဲ့တိုင်းမှာလက်ခံကျင့်သုံးနေတဲ့အချက်ကလည်းဒါလည်းအောင်မြင်မှုတစ်ခုလို့တော့ကျွန်မထပ်ပြီးတော့ပြောချင်တယ်ဂျန်ဒါတန်တူညီမျှရေးလို့ပြောတဲ့အချိန်မှာဆိုရင်ဂျန်ဒါတန်တူညီမျှရေးမှာမဟုတ်ပါဘူးဒီဒေါ်လာရေးမှာဆိုရင်ဒါအတူတပြည့်အမျိုးသမီးပါဝင်မှုကိစ္စတွေရဲ့အမေရိကန်ခြံလာခံရတဲ့အုပ်စုတွေဖြစ်တဲ့ဒီလူအနည်းစုအုပ်စုဒီ LGBT အုပ်စုတွေဖြစ်စေတဘာသာရေးအရာလူနည်းစုဖြစ်တဲ့အုပ်စုတွေပဲဖြစ်စေဒါဒီဒေါ်လာရေးမှာဆိုသူတို့ရဲ့ပါဝင်မှုကလည်းဒါအရင်ရေးကြီးလာတယ်သူတို့ရဲ့ပါဝင်မှုကလည်းအတိမပြုတ်လာတာတွေလည်းရှိတယ်ဒီလိုမျိုးအတိမပြုတ်တာသူတို့ပါဝင်မှုတွေထက်သွင်းစဉ်းစားလာတာဒါတွေကလည်းအလုံးစုံပါဝင်နေအောင်စ조사နေတဲ့ဟာတွေလည်းဒါလည်းဖြစ်ပေါ်တိုးတက်လာတဲ့အချက်ဒါကလည်းအောင်မြင်မှုတစ်ချက်လို့တော့ကျွန်မပြောချင်တယ်ပေါ့လေနော်တ
တစ်ဖက်နဲ့ပြင်ကြည့်လိုက်မယ်ဆိုရင်လည်းကျွန်တော်တို့စိန်ခေါ်ချက်တွေလည်းအများကြီးတွေ့ရတယ်ပေါ့လေနော်ထို့သဖြင့်ဒီကျွန်တော်တို့လူနည်းစုအုပ်စုတွေရဲ့အများတန်းခြာလခံရတဲ့အုပ်စုတွေရဲ့မျိုးသမီးအုပ်စုတွေကျွန်တော်တို့ပြန်ကြည့်လိုက်မယ်ဆိုနိုင်ငံရေးခင်းကျင်းတွေမှာပို့တော့ပါဝင်လာဖို့ဆိုတော့တို့ရတဲ့ခက်ခဲစိန်ခေါ်မှုတွေအများကြီးရှိတယ်ကျွန်တော်တို့ဒီ structure အရာဖြစ်စေကျွန်တော်တို့ culture အရာပေါ့လေနော်ကျွန်တော်တို့ရဲ့တိုင်းဝိုင်းမှာကအမြင့်တွယ်နေတဲ့ဖွဲ့စည်းတည်ဆောက်ပုံတွေကိုအဓိကမြေမောင်းထုတ်ပြချင်တာပါတယ်ပြီးတော့အခုတော့ကျွန်တော်တို့ဒါလေးကျင့်သုံးမှုတွေလည်းဒါကလည်းကျွန်တော်တို့အမျိုးသမီးတွေပါဝင်မှုတွေကိုအခန့်သားဖြစ်စေတဲ့အချက်တစ်ချက်လည်းဖြစ်တယ်ပေါ့လေနော်ဘာလို့ကျွန်တော်အဲ့လိုပြောလဲဆိုတော့ကျွန်တော်တို့ရဲ့ပိုးရဲ့တိုင်းဝိုင်းကဘာသာရေးကိုနှွယ်ပြီးတော့တိဆောက်ထားတဲ့တိုင်းဝိုင်းတစ်ခုဖြစ်တယ်ဘာသာရေးနှွယ်ပြီးတော့တိဆောက်ထားတဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့အတိုင်းဝိုင်းဒီအရန်ဟိုဝါဒဆန်နဲ့ဒါ patriarchy အရန်အားကောင်းတဲ့တိုင်းဝိုင်းတစ်ခုဖြစ်တယ်ပေါ့လေနော်အဲ့တော့ကျွန်တော်တို့ရဲ့တိုင်းဝိုင်းကျွန်တော်တို့တိဆောက်ထားတာဒီဒါမျိုးသားတွေကျင်းတဲ့ပဲတိဆောက်ထားတယ်ဘာသာရေးလဲကိုင်းဆိုင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရဲ့ data မှာဆိုအမျိုးသမီးပါဝင်မှုလို့ပြောမယ်ဆိုရင်ရုပ်စွာအဆုံးကျွန်တော်တို့ဒီရက်ရွာရဲ့အစည်းအဝေးတွေမှာဖြစ်စေရွာတကြီးအစစ်မှာစေအောက်ခြေ level မှာဖြစ်နေတဲ့ level တွေမှာတော့မှအစစ်တွေမှာတော့မှအမျိုးသမီးပါဝင်မှုကမရှိနေတဲ့ဟာမျိုးပေါ့လေနော်ဒါဒီအောက်ခြေအစစ်မှာတော့မှအမျိုးသမီးတွေပါဝင်နေမှုမရှိနေဘူးဆိုရင်ဒါကျွန်တော်တို့ရှိနေတဲ့နိုင်ငံရေးခင်းကျင်းတွေအမျိုးသမီးတွေပို့ပြီးတော့ပါဝင်လာဖို့ကဒါကကြီးမမအဟန့်တာတစ်ခုတော့ဖြစ်နေတယ်ဆိုတဲ့ကိစ္စလည်းကျွန်တော်မိမောင်းထုတ်ပြချင်နေပေါ့လေနော်ဟုတ်ကဲ့ဆိုတော့ဒီခုနပြောသလိုပေါ့နော်အောင်မြင်မှုတိုးတက်ဖြစ်ပေါ်မှုတွေကိုပြောပြသွားတဲ့အနေအထားမှာအခုလက်ရှိနိုင်ငံရေးအခင်းကျင်းမှာရောပေါ့နော်အမျိုးသမီးတွေကဘက်ပေါင်းစုံကဏ္ဍပေါင်းစုံအခြေအနေပေါင်းစုံကနေအတိုင်းအတာတစ်ခုအနေနဲ့ပါဝင်နေတာကိုတွေ့နေရတယ်ပြီးလို့ရှိရင် WLB အဖွဲ့ချုပ်ဟာဆိုလို့ရှိရင်လည်းပေါ့နော် NUCC ရဲ့အဖွဲ့ဝင်တွေနဲ့ပါဝင်နေတာတွေ့ရတယ်နောက်ပြီးတော့ဒီ WLB ရဲ့အဖွဲ့အစည်းတွေထဲကအမျိုးသမီးခေါင်းဆောင်တွေဟာဆိုလို့ရှိရင်လည်းFederal Unit တွေမှာပါဝင်အားဖြစ်နေရတာတွေ့တယ်။တစ်ချိန်ထဲမှာပဲပေါ့နော်အခြားတစ်ဖက်မှာခုနကဂျေစင်ပြောပြသွားသလိုပေါ့နော်ကျမတို့ရဲ့အမျိုးသမီးများဟာပေါ့နော်နိုင်ငံရေးဆုံးဖြတ်ချက်ချတဲ့ခန္ဓာတိုင်းမှာပေါ့နော်အဆင့်တိုင်းမှာဥဆောင်ဆွေးနွေးနိုင်ဖို့အတွက်ဖိုဝါဒကြီးစိုးမှုတွေရှိနေသေးတယ်ဒလိထုံးတဲ့အယူအဆအစွဲလန်းတွေဂျန်နာဖိနှိပ်မှုတွေဒီစနစ်တကျဖိနှိပ်မှုဒီ structure discrimination စတဲ့စိန်ခေါ်မှုတွေအများကြီးရင်ဆိုင်ကြုံတွေ့နေရတာရှိနေသေးတယ်ပေါ့နော်ဆိုတော့ကဒေးမြောင်မေးချင်တာကပေါ့နော်လက်ရှိ KSCC မှာအတွင်းရေးမှူးတယောက်အနေနဲ့တာဝန်ထမ်းဆောင်နေတဲ့ချိန်မှာဒေးမြအနေနဲ့ဘယ်လိုစိန်ခေါ်မှုတွေကြုံတွေ့ရင်ဆိုင်ဖြတ်တန်းနေရတာလဲဆိုတဲ့ဥစ္စာပေါ့နော်မျှဝေပေးစီချင်ပါတယ်ခုနတော့ငါပေါ့နော်ဒီ Jason ဆွေးနွေးသွားတဲ့အချက်ထဲမှာတော့အများကြီးပါတယ်အဲ့ထဲမှာတစ်ချက်ကကျမတို့ဒီအနည်းဆုံးပေါ့နော်အမျိုးသမီး30%ပါဝင်ဖို့ကိုအကောင့်ထဲပေါ်တဲ့နေရာမှာအခက်ခဲရှိတယ်ဆိုတာကျမတို့စီမှာလည်းလက်တွေ့ပဲပေါ့နော်ဆိုတော့အနည်းသမီးအနည်းဆုံး30%ကိုပါဝင်ဖို့ကိုယာယီထူးလောက်ဆောင်ချက်နေနဲ့ကြိုးဆိုထားတဲ့မူအားဖြင့်လက်ခံတယ်ပေါ့သို့ပေမဲ့တကယ်တမ်းလက်တွေ့အကောင့်ထဲပေါ်တဲ့အခါမှာကျတော့ကျွန်တော်တို့ပို့ပြီးခက်ခဲတာကဒီပထမဆုံးအချက်အနေနဲ့ကဒီအမျိုးသမီးတွေကိုသတ်မှတ်ထားတဲ့ဒလိထုံတန်းယဉ်ကျေးမှုအရာပေးထားတဲ့အခန်းကဏ္ဍတွေပေါ့နော်ဆိုတော့ဒီအခန်းကဏ္ဍတွေကြောင့်မလို့ဒီအမျိုးသမီးတွေကဒီနိုင်ငံရေးဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာခေါင်းဆောင်မှုနေရာတွေမှာပါဝင်လာဖို့ခက်ခဲနေတယ်ပေါ့နော်ဥပမာအားဖြင့်ပြောရမယ်ဆိုတော့အမျိုးသမီးဆိုရင်တော့ကျွန်တော်တို့ဒီအိမ်မှုကိစ္စနဲ့ဒီအိမ်ထောင်မိသားစုကိုပြုစုဆောင်ရှောက်ရတဲ့အခန်းကဏ္ဍကိုကျွန်တော်တို့ယဉ်ကျေးမှုအရာဒလိထုံတန်းရပေးထားတဲ့ခါကျတော့သူတို့အနေနဲ့ဒီလိုနိုင်ငံရေးတွေမှာပါဝင်ပြီးတော့အချိန်ပေးပြီးလှုပ်ဆောင်နိုင်ဖို့ကခက်ခဲဖြစ်လာနေတယ်ပေါ့နော်ဒုတိယတစ်ချက်ကတော့ကျွန်တော်တို့ဒီပါဝင်နေတဲ့အမျိုးသမီးတွေရှိတယ်ပေါ့နော်ဒီအခုလက်ရှိဆိုရင်ကျွန်တော်တို့အနည်းဆုံး30%အခြေခံမှုကြောင့်မလို့ပါဝင်လာတဲ့အမျိုးသမီးတွေပိုများလာတယ်ဒီပါဝင်လာတဲ့အမျိုးသမီးတွေကလည်းသူတို့ဒီပံ့ပိုးမှုတွေနည်းနည်းအားနည်းတာရှိတယ်ပေါ့နော်။ဘာကြောင့်လဲဆိုရင်လက်ရှိခြေနေမှာတော့ကျွန်တော်တို့ဒီပါဝင်တဲ့အမျိုးသမီးတွေကလည်းဒီခုနကတော့လိုမျိုးပေါ့နော်ဒလိထုံတန်းယဉ်ကျေးမှုရပေးထားတဲ့အခန်းကဏ္ဍကိုတစ်ဖက်မှာတာဝန်ယူရသလိုအဖွဲ့အစည်းတွေရဲ့ဦးဆောင်မှုတွေနိုင်ငံရေးဦးဆောင်မှုတွေမှာပါဝင်နေရတဲ့အခါကျတော့ဝန်ကပူပိတယ်ပေါ့နော်။ဝန်ပိတယ်ပြီးတော့မှကျမတို့ဒီ2ဆ3ဆပို့ပြီးတော့စူးစမ်းရတဲ့အနေအထားဖြစ်နေတဲ့အခါမှာပါဝင်တဲ့အမျိုးသမီးတွေပုံမှာပံ့ပိုးမှုအကန့်အသတ်ဖြစ်တဲ့အနေအထားဆိုရင်တော့ပါဝင်တဲ့အမျိုးသမီးတွေအနေနဲ့လည်းဆက်ပြီးပါဝင်ဖို့ခက်ခဲတဲ့ဟာတွေရှိတယ်ပေါ့နော်ဆိုတော့ဒီစိန်ခေါ်မှုနှစ်ခုကတော့ကျွန်တော်တို့လက်ရှိကြုံနေရတယ်နံပါတ်1ကတော့ကျွန်တော်တို့အကောင့်ထဲပေါ်တဲ့နေရာမှာခက်ခဲနံပါတ်2ကတော့ကျွန်တော်တို့ပါဝင်တဲ့အမျိုးသမီးတွေပုံမှာဆက်လက်ပြီးတော့အားကောင်းအောင်ပေါ့နော်ပါဝင်မှုအားကောင်းပံ့ပိုးမှုပေါ့နော်ဆိုတော့အဲ့နှစ်ခုကိုတော့ကျွန်မဒီမှာမိမောင်းထိုးပြီးတော့ပြောပြချင်ပါတယ်ပေါ့နော်ဆိုတော့ကအနည်းဆုံးမျိုးသမီးပေါင်မှု30%ပေါ့နော်ဒီမူဝါဒချမှတ်ထားခြင်းအပြင်ရှိထားခြင်းအပြင်မျိုးသမီးတွေရဲ့ပါဝင်မှုခန်းကဏ္ဍပုံမူမြင့်တင်လာနိုင်တယ်ဆိုတဲ့အနေအထားကိုပြောပြသွားတဲ့အနေအထားမှာ WLB အဖွဲ့ချုပ်အနေနဲ့ရလေပေါ့နော်ဒီ bottom up federalism ကိုဒေတာအာဏာပိုင်ခွင့်ပြည်သူ့ပါဝင်ခွင့်အောက်ခြေအဆင့်တာဝန်ခံမှုကိုအခြေခံထားပြီးမှပြည်သူလူထုနဲ့အနည်းဆုံးဒေတာအဆင့်မှာပေါ့နော်အာဏာတက်ရောက်စေတဲ့အခြေခံအကြောင်းတရားလေးတွေဖြစ်တဲ့အတွက်
အမျိုးသမီးနဲ့အခြားဖေကျင်ခံထားရတဲ့အုပ်စုတွေအတွက်ပုံမကောင်းမွန်တဲ့အလားအလာနဲ့အခွင့်အလမ်းတွေကိုပေးတယ်လို့ယုံကြည်တဲ့အတွက်ကြောင့်ပေါ့နော် bottom up federalism ကို WLB နည်းနည်းလဲကြိုးဆိုတယ်ထောက်ခံတယ်ပေါ့နော်ဆိုတော့ကကျေစင်ကိုမေးချင်တဲ့မေးခွန်းကတော့ပေါ့နော်ဒီ federal ပြည်ထောင်စုတည်ဆောက်တဲ့အခါမှာအောက်ခြေအဆင့်ကနေတည်ဆောက်တဲ့ bottom up ချင်းကပ်မှုပုံစံကအမျိုးသမီးတို့ကိုပေါ့နော်နိုင်ငံရေးနဲ့ဥဆောင်မှုအပိုင်းမှာပုံမပါဝင်ခွင့်ရှိစေဖို့ဘယ်လိုအကျိုးပြုနိုင်တယ်လဲတစ်ချိန်တည်းမှာပဲပေါ့နော်ဒီစိန်ခေါ်မှုတွေရှိလာနိုင်တဲ့အနေအထားတွေကိုကြိုတင်ရှောင်ရှားနိုင်ဖို့ဘေးအရာတွေကိုထည့်သွင်းစဉ်းစားတင်တယ်လေဆိုတဲ့ဥစ္စာကိုလည်းသိရှင်းပါတယ်ဟုတ်ကဲ့ပါကျေးဇူးပါ bottom up ကအဖွဲချိုးအနေနဲ့ကလည်းကျွန်တော်တို့ကသဘောတူတယ်ထောက်ခံတယ်ဘာလို့လဲဆိုတော့အမျိုးသမီးပါဝင်မှုတင်မှာကဦးပေါ်လဲเนาะအများတန်းခြံလက်ခံရတဲ့အုပ်စုတွေလူနေဆိုအုပ်စုတွေလည်းပို့ပြီးတော့ပါဝင်လာနိုင်မယ်လို့ယုံကြည်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့အနေနဲ့ကြိုးဆိုထောက်ခံခဲ့တာတွေလည်းဖြစ်တယ်ပေါ့လေเนาะအဲ့တော့ပါဝင်မှုကိုလည်းမြင့်တက်လာနိုင်တယ်ဝင်လာနိုင်တဲ့ဝင်ပေါက်တွေလည်းအများကြီးတွေ့တယ်အဲ့တော့ဝင်ပေါက်တွေအများကြီးချိချင်းတာဖြစ်ကျွန်တော်တို့ရဲ့ကိုယ်စားပြုမှုတွေလည်းပို့ပြီးတော့ပါဝင်လာနိုင်တယ်ပေါ့လေเนาะအမျိုးသမီးတွေကအောက်ခြေမှာပုံများတယ်လေเนาะတမ်ဘလူမှုရေးမှာဖြစ်စေမိသားစုမှာဖြစ်စေရရွာတွေမှာဖြစ်စေဒါ CSO အတိုင်းဝိုင်းတွေမှာပဲဖြစ်စေမြို့သမီးတွေကအောက်ခြေမှာပို့ပြီးတော့အားကောင်းတဲ့ဟာမျိုးပေါ့လေအဲ့တော့အောက်ခြေအားကောင်းမှတပိဖြစ် level အလိုက်လဲသူအားကောင်းလာမယ်ဆိုတဲ့ဟာမျိုးအဲ့ဒါတွေအပြင်ပေါ့လေနော်ဒါကျွန်တော်တို့ရဲ့အတိုင်းဝိုင်းမြစ်တွင်နေတဲ့ဟာတခုကမြို့သမီးတွေကနိုင်ငံရေးတွေနဲ့မသက်ဆိုင်ဘူးမြို့သမီးတွေကအင်ဒရီမှုနဲ့ပဲသက်ဆိုင်တယ်ဆိုတဲ့ဟာမျိုးပေါ့လေနော်မြို့သမီးတွေကိုလိုက်အဲ့လိုခံယူတဲ့အချိန်မှာဒီဥဆောင်မှုနဲ့ဆုံးဖြတ်ချက်ချနိုင်တဲ့အခန်းကဏ္ဍတွေမှာပါဝင်လာဖို့ကမျိုးသမီးတွေအနေနဲ့ကလည်းဒါခက်ခဲတွေဖြစ်စေတယ်အဲ့တော့သူ့ရဲ့ရက်ရွာအဆင့်တွေမှာအိမ်တွင်းအဆင့်တွေကနေစပြီးတော့သူပါဝင်လာခြင်းအဖြစ်သူစပြီးတော့ဆုံးဖြတ်ချက်ချလာနိုင်တယ်သူစပြီးတော့ပါဝင်လာနိုင်မယ်ဆိုရင်သူ့ရဲ့ခေါင်းဆောင်မှုအရေးချင်းတွေဖြစ်စေသူ့ရဲ့အတွေ့အကြုံအရာဖြစ်စေတာသူ့ကိုရေးချင်းတွေခေါင်းဆောင်တွေကသူကျင့်သုံးလို့ရတဲ့အလေ့အထတွေလည်းသူကျင့်သုံးလို့ရနိုင်တဲ့ခွင့်လန်းတွေဖြစ်တယ်ဆိုရင်တော့ဒါသူ့ရဲ့ level အလိုက်မှာတစ်ဆင့်မြင့်လာတဲ့ level မှာသူကပါဝင်လာတဲ့ချိန်ချိန်ပို့ပြီးတော့ confident တွေရှိလာမယ်သူရဲ့ခေါင်းဆောင်မှုအရေးချင်းတွေလည်းပို့ပြီးတော့တက်လာမယ်အတွေ့အကြုံတွေလည်းပို့ပြီးတော့ရှိလာမယ်ဆိုတော့အကျိုးကျေးဇူးတွေလည်းအများကြီးရနိုင်တယ်ပေါ့လေဒီ bottom up federal approach ကလက်ရှိမှာလည်းအရင်တင်းတော်တယ်ခုနကကျွန်မပြောအကျိုးပြုတယ်လို့အများကြီးရှိနိုင်တယ်အဲ့တော့လက်ရှိမှာဆိုရင်လည်းဒါရှိနေတဲ့စုဖွဲ့တွေကလည်းဒီလိုမျိုးကိုစီကိုငါတူပါဝင်လာခြင်းအဖြစ်ကလည်းကျွန်တော်တို့ချင်းချင်းကြမှာပူပေါင်းဆောင်ရွက်မှုတွေလည်းပို့ပြီးတော့အားကောင်းလာမယ်စွမ်းရည်တွေလည်းရှိလာမယ်ပို့ပြီးတော့တိုးတက်လာမယ်ပါဝင်မှုလည်းပို့ပြီးတော့အားကောင်းလာမယ်ပါဝင်နိုင်တဲ့ခွင့်လန်းတွေလည်းအများကြီးပို့ပြီးတော့ရှိလာနိုင်တယ်ပေါ့လေဒါက bottom up ရဲ့ approach တော်လိုက်ခြင်းအဖြစ်ကတော့အမျိုးသမီးတွေရဲ့ပါဝင်မှုလူနည်းစုတွေရဲ့ပါဝင်မှုပြီးရင်တော့ခြာလက်ခံရတဲ့အုပ်စုတွေရဲ့ပါဝင်မှုကပို့ပြီးတော့မြင့်တင်ပေးနိုင်တယ်ဆိုတဲ့အချက်ပေါ့လေနော်သူတို့ဖြစ်ကတော့ကျွန်တော်တို့ bottom up approach level ဟုတ်တယ်ပြီးရင်တော့ကျွန်တော်တို့ပြောတဲ့အာနာကိုလူထုနဲ့နေကဆုံးမှာထားရှိရမယ်ဆိုတဲ့အခြေခံမှုကိုကျင့်သုံးလိုက်ခြင်းအဖြစ်ကတော့ဒါအောက်ခြေအားကောင်းအောင်လုပ်ဆောင်ရတာမျိုးတွေဖြစ်တဲ့အတွက်ကြောင့်မလို့အောက်ခြေမှာရှိနေတဲ့အုပ်စုတိုင်းရဲ့ပါဝင်မှုတွေကိုပို့ပြီးတော့မြင့်တင်ပေးနိုင်တယ်ပို့ပြီးတော့အားကောင်းအောင်လုပ်ပေးနိုင်တဲ့နီလာတစ်ခုဖြစ်တယ်ဆိုတဲ့ဟာမျိုးကျွန်မပြောချင်ပါတယ်တော့ဟုတ်ကဲ့ပါအောက်ခြေအဆင့်ကိုပုံမအားကောင်းအောင်တည်ဆောက်မှသာလျှင်ပြည်နယ်အဆင့်ပြည်ထောင်စုအဆင့်ကိုကျမတို့ပို့ပြီးအားကောင်းအောင်တည်ဆောက်နိုင်မှာဖြစ်တယ်ဆိုတော့ကဒီလက်ရှိမှာလဲပေါ့နော် NUCC အနေနဲ့လဲ gender policy ချမှတ်ထားနိုင်တာတွေကိုကျမတို့တွေ့မြင်နေရတယ်ဆိုတော့ဒီနိုင်ငံရေးဥဆောင်မှုနဲ့ဆုံးဖြတ်ချက်ချတဲ့ကဏ္ဍတိုင်းအဆင့်တိုင်းမှာပေါ့နော်အမျိုးသမီးတွေပါဝင်လာနိုင်ဖို့လက်ခံယုံသဘောတူယုံပြီးတော့ policy ချမှတ်ယုံနေတော့ဖြစ်မလာဘူးပေါ့နော်ခုနကျေစင်ပြောသလိုပေါ့ဆိုတော့အမျိုးသမီးတွေဟာဆိုလို့ရှိရင်အခုနေ့တူဝမှာလဲဖော်ဝါဒကြီးစိုးမှုတွေဒလိထုံးတန်းတွေနဲ့နောက်ပြီးမိသားစုအရေးလူမှုရေးတွေနဲ့ပဲအလုပ်များနေရတဲ့အတွက်ပေါ့နော်သူတို့ရဲ့နိုင်ငံရေးပါဝင်မှုတွေကအလိုမဲ့အားနည်းနေတာတွေ့နေရသေးတယ်ပေါ့နော်ဆိုတော့ကကျေစင်နဲ့ဘေးမြောင်မေးချင်တာကအခုဒီ Federal Democracy ပြည်ထောင်စုတည်ဆောက်ရေးမှာအမျိုးသမီးတွေပုံမပါဝင်လာဖို့နဲ့နိုင်ငံရေးဥဆောင်မှုပုံမရှိလာဖို့အတွက်ဘယ်လိုအစီအမံတွေဘယ်လိုလှုပ်ဆောင်ချက်တွေလိုအပ်တယ်လေဆိုတဲ့ဥစ္စာကိုပြောကြပေးပါခုနကတော့ငါပြောတဲ့ဒီအောက်ခြေကနေပြီးတော့ပေါ့နော်အခိုင်အမာတည်ဆောက်တဲ့ Federalism ပေါ့နော်အဓိကတော့ကျမတို့အခုဆိုရင်တော့ဟိုကြကြပြပြဆွေးနွေးလာကြတဲ့ bottom up federalism ကဘယ်လိုပဲဖြစ်ဖြစ်ကျမတို့ဒီအမျိုးသမီးတွေနဲ့ဒီလူနည်းစုတွေပါဝင်ဖို့အခွင့်အလမ်းကိုပို့ပြီးတော့လမ်းဖွင့်ပေးတယ်ဆိုတဲ့အချက်ကိုလည်းကျမအနေနဲ့ပေါ့နော်သဘောတူတဲ့အခိုင်အမာလည်းထောက်ခံတယ်ပေါ့နော်ကျမတို့ဒီထပ်ပို့ပြီးတော့ပေါ့နော်ရှေ့ဆက်သွားရမယ့်ခြေလှမ်းတွေရှိတယ် NUCC မှာဆိုရင်လည်းဒါ gender နဲ့ပတ်သက်တဲ့ position တွေပေါ့နော်ယက်တီချက်တွေရှိတယ်ကျမတို့ဒီ KSCC မှာဆိုရင်လည်းဒါ
ပြည်နယ်စင် Federal Unit အနေနဲ့ပေါ့နော်ကျမတို့ဒီအခြေခံမူထဲမှာအနည်းဆုံးအမျိုးသမီး30%ပါရမယ်ဆိုတဲ့အခြေခံမူပါတယ်လို့ကျမတို့ပြည်နယ်တစ်စုံလုံးအတွက်ကိုဂျန်ဒါမူဝါဒမူပေါင်းပေါ့နော်ဆိုတော့အဲ့ဒါလေးတွေလည်းကျမတို့ပြင်ဆင်ရေးဆွဲထားတယ်ပြီးတော့ခုချိန်မှာဆိုရင်ကျမတို့ Granny အတွက်ဒီဂျန်ဒါမူဝါဒပေါ့နော်ရေးဆွဲနေတာလေးရှိတယ်ဆိုတော့ခုနကတော့ဂျူလီယာပြောသလိုမျိုးပေါ့နော်ကျမတို့မူကိုအကောင့်ထဲပေါ်ဖို့ကဒါဒုတိယခြေလှမ်းဖြစ်တယ်ပထမအခြေလှမ်းကတော့အခုမူရှိထားပြီပေါ့နော်လက်ခံပြီးဒါပေမဲ့ဒုတိယတစ်ဆင့်အနေနဲ့ကျမတို့မူကိုအကောင့်ထဲပေါ်ဖို့လိုတယ်ပေါ့နော်ဆိုတော့မူကိုအကောင့်ထဲပေါ်တဲ့အခါမှာကျမတို့ဒီလက်တွေ့ပေါ့နော်ဘယ်လိုလိုက်နာကျင့်သုံးကြမလဲဆိုတော့အစီမံတွေကိုတော့ကျမတို့ကြိုပြီးတော့စဉ်းစားထားဖို့လိုတယ်ပြီးတော့တကယ်အကောင့်ထဲပေါ်ဖို့လိုတယ်ပေါ့အစီမံတွေထဲမှာဆိုရင်ကျမတို့အမျိုးသမီးတွေရဲ့အခွင့်အရေးကိုကာကွယ်ပေးတဲ့ဥပဒေတွေပြန်ပြဋ္ဌာန်းတာလားယာယီအထူးလှုပ်ဆောင်ချက်တွေပြန်လုပ်ပေးတာလားအထူးဖြင့် gender နဲ့ပတ်သက်တဲ့ gender budgeting တွေကျမတို့ပြန်ပြီးတော့ပြဋ္ဌာန်းတာလားစသဖြင့်ပေါ့နော်ဒီလိုအစီမံလေးတွေကြိုတင်စဉ်းစားပြီးတဲ့အခါမှာကျမတို့ချမှတ်ပြီးတော့လက်တွေ့ကိုလိုက်နာကျင့်သုံးရမှာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီခြေလမ်းကတော့ကျွန်တော်တစ်ဆင့်ပြီးတစ်ဆင့်သွားရမယ်ပေါ့ဘာကြောင့်လဲဆိုအနည်းဆုံး30%အမျိုးသမီးပါဝင်လာဖို့ကိုတော့မှကျွန်တော်10စုနှစ်နီးပါးမဖြစ်မနေ progress တစ်ခုရအောင်ပေါ့နော်တိုးတက်မှုတစ်ခုရအောင်ကျမတို့တိုက်တွန်းခဲ့ရတယ်စူးစမ်းခဲ့ရတယ်အခုကတော့ကျမတို့နားလည်လက်ခံမှုတွေအခြေခံမှုအားဖြင့်သဘောတူညီချက်တွေရလာပြီဆိုတော့ဒုတိယခြေလမ်းတတိယခြေလမ်းကိုတော့ကျမတို့ဆက်သွားဖို့လိုတယ်သွားတဲ့နေရာမှာကျမတို့ခုနကပြောတဲ့နိုင်ငံရေးရည်တည်ချက်ဖြစ်တဲ့နိုင်ငံရေးချင်းကပ်မှုပုံစံဖြစ်တဲ့ဒီအာဏာကိုလူထုနဲ့အနီးဆုံးမှာထားတဲ့bottom up federalism ကိုကျမတို့တပြိုင်တည်းပေါ့နော်ဒီဆောက်အကောင့်ထဲပေါ်ရင်းနဲ့အမျိုးသမီးနဲ့ minority တွေပါဝင်လာဖို့ပြီးတော့မှဒီဖယ်ကျင်ခံထားရတဲ့အုပ်စုတွေပါဝင်လာဖို့ဆိုတာတွေကိုကျမတို့တဖြည်းဖြည်းဆက်တိုက်လုပ်သွားရမှာဖြစ်ပါတယ်ပေါ့နော်အခုကလည်းကျမတို့ခက်ပြောင်းစနစ်ပြောင်းသွားတဲ့အချိန်မှာစနစ်တစ်ခုလုံးကိုကျမတို့ change မယ်လို့လည်းပြောတာပေါ့လေနော်ခုဆိုရင်ဒါကျမတို့လမ်းမှာရောက်နေတယ်လို့ကျမမြင်တယ်ဆက်ပြီးတော့ကျမတို့ကတော်လန်ရေးကတော်လန်ရေးပဲရေးကြည့်တယ်ဆိုတဲ့ဟာမျိုးတွေထက်တာတော်လန်ရေးနဲ့အတူတူခုနကျွန်တော်တို့ပြောနေတဲ့ဘာမှနိုင်ဆေးချင်းကိစ္စတွေမဟာဖိုဝါဒကြီးစိုးတဲ့ဟာတွေကိုကျွန်တော်တို့တပြိုင်တည်းတိုက်ထုတ်ဖို့လည်းလိုအပ်တယ်လက်ခံဖို့လိုတယ်ပေါ့လေနော်အဲ့တော့သူသဖြင့်ကျွန်တော်တို့အများသောဖြစ်ကဒါမျိုးသမီး issue gender issue ဆိုရင်တော့မှအရေးကြီးတာမဟုတ်ဘူးတော်လန်ရေးကပိုအရေးကြီးတယ်ဆိုတဲ့အသုံးနှုန်းတွေပေါ့လေနော်အဲ့လိုအသုံးနှုန်းတွေကကျွန်တော်တို့ဖယ်လိုက်ဖို့လိုတယ်ပေါ့လေနော်ဒါကျွန်တော်တို့ခစ်ပြောင်းစနစ်ပြောင်းသွားတဲ့အချိန်မှာကျွန်တော်တို့အကုန်ပြောင်းဖို့လိုတယ်ခုနကကျွန်တော်တို့ပြောသလိုမျိုးကျွန်တော်တို့ပါဝင်ရမှာအခက်ခဲရန်ဖြစ်တဲ့ဟာကကျွန်တော်တို့ structural data မှာဖွဲ့စည်းထားတဲ့ကျွန်တော်တို့ဖွဲ့စည်းပုံကလေးဒါဟန်တာတစ်ခုဖြစ်တယ်လို့မျိုးကျွန်တော်တို့ရဲ့တချို့တော့ delete ထုံးတန်းတွေကကျွန်တော်တို့ကအန်ဒီရဖြစ်စေတဲ့ delete ထုံးတန်းတွေရှိတယ်ဖြစ်ပြောင်းစနစ်ပြောင်းသွားတဲ့အချိန်မှာအဲ့ဒီအန်ဒီရရှိတဲ့ delete ထုံးတန်းတွေကစားကျွန်တော်တို့အပြောင်းလဲလုပ်ဖို့လိုအပ်တယ်လို့တော့ကျွန်မမြင်တယ်တစ်ခုလုံးကျွန်တော်တို့ရဲ့ institution ဒီ structure တွေကစားကျွန်တော်တို့ရဲ့အန်ဒီရရှိတဲ့ delete ထုံးတန်းတွေကစားကျွန်တော်တို့ပြောင်းလဲပေးလိုက်ဖို့လိုအပ်တယ်လို့တော့မြင်တယ်ကျွန်တော်တို့မူတို့ဥပဒေတို့လည်းပြောင်းဖို့လို့တလို့မျိုးကျွန်တော်တို့အသွေးခေါ်ကစားကျွန်တော်တို့ပြောင်းဖို့လို့အပ်တယ်ပေါ့လေနော်အဲ့တော့မူကိုလက်ခံလိုက်ရုံနဲ့မပြီးဘူးဥပမာသူမပါလာတာကြီးဆိုတဲ့ဟာမျိုးတွေဒါမှမဟုတ်ရင်လည်းခေါ်နေတာပဲမပါလာဘူးနေရာတိုင်းမှာတော့လူရင်းမြစ်ကကန်တပ်ဖြစ်နေတယ်ဆိုတဲ့ဟာမျိုးတွေအကြောင်းပြချက်နဲ့ကဒါကမလုံလောက်တော့ဘူးပေါ့လေမဖြစ်သင့်တော့ဘူးပေါ့လေတော့တကယ်ကျွန်တော်တို့အစီအမံတွေထားရှိပြီးတော့ကောင်းတယ်ဖို့ကအရင်ရေးကြည့်တယ်လို့ကျွန်မမြင်တယ်ဟုတ်ကဲ့ခုဒီလေးများနဲ့ဂျေဆင်ဆွေးနွေးသွားတဲ့အပိုင်းတွေကတော့ပြည်ထောင်စုပြန်လည်တည်ဆောက်တဲ့အချိန်မှာပေါ့နော်ဒီအမျိုးသမီးတွေရဲ့ကဏ္ဍပေါင်းစုံမှာပါဝင်မှုနဲ့ဆုံးဖြတ်ချက်ချတဲ့အဆင့်တိုင်းမှာပါဝင်မှုပြီးလို့ရှိရင်ဒီအမျိုးသမီးတွေရဲ့ဥဆောင်မှုကိုဘယ်လိုပုံစံနဲ့ဘယ်လိုချင်းကပ်မှုနဲ့တွားလို့ရှိရင်တော့ပိုပြီးမှအောင်မြင်နိုင်တယ်ဒီလိုလှုပ်ဆောင်တဲ့အချိန်မှာဆိုလို့ရှိရင်လည်းပေါ့နော်ဒီအမျိုးသမီးတွေအတွက်နိုင်ငံရေးနဲ့ခေါင်းဆောင်မှုနေရာတွေကိုရောက်ရှိလာဖို့အခွင့်အလမ်းပေးထားတဲ့အထောက်အကူဖြစ်စေတဲ့ဒီအမခံချက်ပေးထားတဲ့အောက်ခြေကနေစတင်လှုပ်ဆောင်တဲ့ bottom up ချင်းကပ်မှုပုံစံမှုမျိုးနဲ့လှုပ်ဆောင်မှတာလင်ပေါ့နော်ကျမတို့မျှော်မှန်းတဲ့လူအဖွဲ့အစည်းရဲ့ဆုံးဖြတ်ချက်ချတဲ့ကဏ္ဍတိုင်းအဆင့်တိုင်းမှာပေါ့နော်ဒီအမျိုးသမီးတွေပုံမပါဝင်လာစေနိုင်ဖို့နဲ့အမျိုးသမီးတွေရဲ့နိုင်ငံရေးဥဆောင်မှုအခမ်းကဏ္ဍပုံမရှိလာမယ်လို့ကျမတို့ WLB ကယုံကြည်ပါတယ်ပေါ့ဒီ talk show မှာပါဝင်ဆွေးနွေးတဲ့ model များနဲ့နောင်ကျေစင်ကိုအထူးပဲကျေးဇူးတင်ရှိပါတယ်